ကဲဒီနေ့ကတော့နော် Facebook ပေါ်မှာပြည့်နေတဲ့သတင်းတစ်ပုဒ်ပေါ့နော်ဒီအရင်ကိုပြည့်နေတဲ့ဗီဒီယိုလေးတစ်ပုဒ်ပါကျွန်တော်တို့နေနေဝင်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဗျာအခန်းစားရတယ်ဆိုပြီးတော့ရေးလာတဲ့ဗီဒီယိုလေးပေါ့နော်ညီမရေးလဲနော်ကိုတစ်သက်လုံးယုံကြည်ခဲ့တဲ့ယောက်ျားနဲ့ပေါ့နော်ကိုတင်ထားတဲ့အရှိဆုံးတင်ငယ်ချင်းကလောက်ရတာညီမကိုရှင်းစာတယ်ပေါ့နော်ယောက်ျားသေးတာဒလားလောက်ပဲရှိသေးအခုမှလည်းနဲ့တင်ငယ်ချင်းရဲ့ဇလန်ကိုတီးတော့လဲဘလောက်တောင်ခန်းစားရမလဲဆိုတာလဲမျှဝေလာတဲ့ဗီဒီယိုလေးတစ်ပုဒ်ပါနော်ဒီဗီဒီယိုလေးကတော့ကဲကျွန်တော်ရင်ဗီဒီယိုဟာများနင်းနေဝင်ကြည့်အောင်ဗျဘလို့ဖြစ်တော့ကြတယ်လေပေါ့နော်မဟုတ်လားလိုက်လို့ရမလဲအဲ့တော့မှတကယ်ကြီးလင့်ပေါ်တော့မှတကယ်ဒီပစက်လေးမဖင်ခံတာဟာအဲ့တော့မှနေတောင်များပြီးတော့ငါကမတိုင်းလို့ပြောနေတယ်နော်ဆွဲတော့ပြောတာဟာခါနေလားဟမ်你现在几条吗？ဘယ်လိုဒီမလဲလာလေတော့ဆွဲတော့ငါပြောတာငါလည်းကြောက်တော့我哪有人家会？မတော်ဘူး 你马上，你马上， အဲ့ဒါကိုငါမကြိုက်ရ他哪了你？ထွက်လာ你一开那个对清楚了啊你一开嘛对清楚了你们ထွက်来老回来，啊老回来，老回来。ထွက်လာငါမထွက်လာလားထိုင်အောင်မဆွဲရလေဘာလို့လဲ来不来，俺家妹嘞，俺家妹嘞，你你了，俺亏了来了，俺把他当妹不嘞？看，看你当妹，看你当妹嘞，看嘞，你啥人你们等อยู่啦你等下子你ဒီလိုလောက်တင်လား你这哪边干了ဘာလဲခုနနိုင်ဆိုင်တော့ဟောတယ်ပါငါလင်တက်ကြော့လာလားလီးဆောက်လာလားဟမ်ဟောတယ်ပါတက်ကြော့လာလီးဆောက်လာလားငါမေးတာနော်ဒီဗီဒီယိုမှာတော့နော်နည်းနည်းကြမ်းတမ်းတဲ့ဟာလေးအဲ့လိုမျိုးဒေါသတရားဖြစ်လာပြီဆိုတော့နော်အဲ့လိုမျိုးဘယ်လိုပြောမကောင်းတဲ့ဇဲတွေပေါ်လာပြီပေါ့နော်လူသားတို့မှာတဘာဝဖြစ်ပါတယ်ဒီຢာတွေကကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ထင်းချုပ်ရတဲ့ခက်တဲ့အရာလေးတွေပေါ့နော်တယောက်ပေါ်တယောက်အဲ့လိုမျိုးယောက်ျားနဲ့မိန်းမဆိုတဲ့တဘာဝကတော့နော်ဘုံနဲ့မဟာအဲ့လိုမျိုးကိစ္စတွေကလွယ်ကူတဲ့အရာလေးတွေပေါ့နော်ဒါတော်တော်လေးကိုထင်းရခက်တဲ့အရာလေးတွေအဲ့ဒါကောနော်တတိကြီးတော့ပေါ့ထင်းဖို့ကျွန်တော်တို့ control လုပ်ဖို့အရင်လိုအပ်ပါတယ်နောက်တစ်ခါနှိမ့်ဆက်မှုပေါ့နော်နှိမ့်ဆက်မှုလေးမဖြစ်ဖို့လိုတယ်ဒါတွေကနှိမ့်ဆက်မှုဖြစ်လာပြီဆိုလို့ရှိရင်ဒီကိစ္စတွေကနော်လွန်ကျူးတဲ့တယောက်ပေါ်တယောက်အဲ့လိုမျိုးဖြစ်တဲ့တွေပေါ့နော်ဒီကိစ္စခဏကျွန်တော်တို့ online social media မှာတွေ့ရပါတယ်နော်ခုကလေးပေါ့နော်အဲ့လိုမျိုးလောက်တောင်ခံစားရမလဲဆိုလာတဲ့တင်လာတဲ့ပေါ့နော်ဗီဒီယိုလေးပါပြောတာနေအေးစိမ့်နေဘာမှနေစိတ်နားထောင်နေတာကိုနေလို့ကောင်းမှစကြစကားငါ့ဘောင်နားထောင်လာမှာလေပြောမလေ你是要叫我跑哪趟嘛？都带了没来了嘞？我带了没来嘞？连年了亏了来了，跑俺你自个哪趟也不来？接住起嘛耶？啊？连年了你一发啥？你牛不说话啥？你搞啥事都俺谁来了嘞？俺你给我接住下来的啦？好了，把老人都搞了，看呢？说啥事情？看，你年龄对，我看，看嘞。ဘာတော့လာလဲငါ့ကိုကန်နေ你冲蛋了你冲对了没有啊ဆွဲလား你想ပြောတယ်လောက်တယ်အာ你说ဆွဲလာတဲ့ကောင်ငါတူမလေး你ပြောတယ်ဘာဖြစ်လဲ你那ယူလို့你说ဆွဲလား你မလီမရှိလို့ဆိုပြီးတော့ဆွဲထားလားငါတို့သမီးကိုပါလေ你လီလည်း你ကာပါယူလာတယ်ငါလီလည်း你ဖင်ခံရအောင်ဆိုပြီးတော့ဟမ်你ပြောတော့ဖေလိုပဲဆိုဟိုတယ်မှာဘာလို့လီးဆောက်လာလားကဲဒီဗီဒီယိုကတော့နည်းနည်းကြမ်းတော့ကြမ်းလာပေါ့နော်ကဲမပြီးခင်ကျွန်တော်တို့ comment လေးတစ်ခုဖြစ်ကြည့်မှာပေါ့နော်နော်ကိုယ်လည်းနိုင်အောင်ထိန်းလို့လေကိုယ်လည်းကိုနိုင်အောင်ထိန်းပေါ့နော်လူမင်းကလေးကိုလေအပြစ်ပြောနေတယ်အဲ့လိုပြောတဲ့သူတွေကိုလေဖောက်ပြန်ခံရတဲ့သူ့နေရာကိုလေနိုင်ပိုင်းလောက်ရောက်စီရှင်တယ်လေကိုရှင်းစာတရားဆိုတာအဲ့ဒီတော့မှသိမှာပေါ့နော်သူ့နေရာသူကြည့်လိုက်ပါလေဒီဘွားလေဘာဘူးနဲ့မှမတူဘူးကိုယ်တိုင်ကျုံဖူးမှာပါဆိုပြီးတော့လေနော်အောက်မှာ comment လေးတွေရေးလာပါသေးနော် comment တွေကတော့အများကြီးပေါ့နော်ပြဿနာကိုဖြေရှင်းတာတော့ဟုတ်ပါတယ်လေ Facebook မှာတော့လာတင်တော့လေမင်းတို့ထင်တာ Facebook ကတရားယုံလားလေအဲ့လိုမျိုးနော်တရားမြင်နဲ့တရားမြင်တာတော့မတူကြဘူးအေးဟုတ်လားပေါ့နော်ဆိုတော့ဒီလိုမျိုးတင်လာပြီဆိုတော့ကဲ social media မှာတင်လာပြီဆိုတော့သူကြည့်ကိုကြည့်ပေါ့နော်ကျွန်တော်တို့လေးတွေးပြီးတော့နည်းနည်းမျှဝေတာဖြစ်ပါတယ်ဒါဘယ်လိုပြောမလဲဒီ social media ဆိုသဘောကတော့ပေါ့နော်လူတွေအများနော်သုံးသပ်ဖို့ကြည့်ဖို့နော်ထ
ချို့ကလေကောင်းတာပြောမယ်တချို့ကလေအပြစ်ပြောမယ်ပေါ့နော်ဒါသူ့အမြင်ကိုယ့်အမြင်လေးပေါ့နော်ဒီကိစ္စတွေကတော့နော်ကျွန်တော်တို့အမြင်ကတော့ပေါ့နော်ဘယ်လိုပြောမလဲနှိမ့်ဆက်မှုတွေပါလာတယ်နော်တယောက်ပေါ်တယောက်ဒီကိစ္စတွေကလူတွေကတယောက်တယောက် control အရန်ခက်တဲ့အရာလေးတွေပေါ့နော်အဲဒါကြောင့်အရင်ကတတိရှိဖို့လိုတဲ့အရာလေးတွေပေါ့တတိမရှိဘူးဆိုလို့ရှိရင်ဒီကိစ္စတွေကဖြစ်လာနိုင်တယ်အဲဒါကြောင့်ကိုရေးပေါ့နော်မိန်းကလေးနဲ့ယောက်ျားဆိုတာသဘောတဘာပေါ့နော်ဒီတဘာဝလေးအပေါ်မှာပေါ့နော်တအားနှိမ့်ဆက်မှုမရှိဖို့ပေါ့နော်တအားနှိမ့်ဆက်မှုရှိလာပြီဆိုလို့ရှိရင်ဖြစ်နိုင်တယ်ပေါ့နော်ဒီကိစ္စတွေကတယောက်တယောက်ပေါ့နော်ကျူးလွန်နိုင်တဲ့အရာလေးတွေပေါ့အဲဒါကြောင့်မဖြစ်ရအောင်ကြိုပြီးတော့သိတတိရှိဖို့လိုပါတယ်ဖြစ်လာပြီဆိုလေဒီလို online မှာတင်လာပြီဆိုတော့နော်သတင်းတွေကပို့ပြီးတော့ပြင့်တာပေါ့နော်နော်တယောက်မြင်ကတယောက်မြင်မတူကြဘူး comment တွေရေးမြေတချို့လူကလည်းဒီလိုမျိုးပေါ့နော်တချို့လူကလည်းဒီလိုမျိုးအမြင်တွေနော်တမူကိုကြွတာကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့နော်ပြဿနာကိုရှင်းလာတော့ဟုတ်ပါတယ်နော် Facebook မှာတင်လာတော့မင်းတို့ထင်နေတာ Facebook ကတရားရုံးလို့ဆိုပြီးတော့လေးပဲအောက်မှာရေးလာပါသေးတယ်ဗျာအဖေလိုလူသားဆောက်လာလားငါမေးတာနေကျေးဇူးဆက်လာတာငါဒီလိုမျိုးနဲ့ဟမ် share သွားနော် share သွားပေးကြ share သွားပြီးကေပေးလိုက်ယူငါကေပေးမယ် share ပါဘာလို့ဆိုတာလဲဒီလိုကောင်မမျိုးကိုလေရှောင်းနိုင်ရလေးနှစ်လောက်လေလူကိုခွေးလောက်လာတာဒုက္ခဖြစ်တယ်ဆိုပြီးတော့လေအကျွေးတစ်ပြောင်နဲ့ခေါ်တင်လာတဲ့အဲ့မှာခေါ်တင်တဲ့အလုံးရှာပေးတဲ့ဝတ်စားစားအီဗာစားခေါင်းစားချင်းဆောင်ဖိပေးတယ်နောက်ဆုံးဘလို့ကျေးဇူးဆက်သွားလဲဆိုတော့ပတ်စံတော့ရတယ်ဒီရောက်မှတ်ပါကြရတယ်နေငါပတ်စံနေခိုးတယ်နေလုံးငယ်ကောင်မလေးတွေပတ်စံချွေးတယ်နေခိုးတယ်ရတယ်ငါခွတ်လို့နိုင်ငါနေအမြဲတမ်းပြောတာနေဘာကောင်ပဲဖြစ်လို့ငါနေခွတ်လို့ပေးတယ်ကိုကငါညီမလေးဘာကိစ္စကြောင့်နေငါ့ကိုယုံကြည်ချက်မပေးတာလေနေမနောက်တော့ကောင်းလို့တကယ်ချင်းရှိလားဟမ်နေမနောက်တော့ကောင်းလို့တကယ်ချင်းရှိလားနေထိုင်နေလားထိုင်နေနေပေါ်ငါတော့ကောင်းလို့ငယ်ချင်းနေကောင်းမယ်လေတောင်းမယ်နေဘာလို့လိုက်ခွင့်နေလဲကောင်းမယ်လေဟာမပြီးပဲအော်ဘာဖြစ်လို့ဆိုနေလိုလူမျိုးသူများရှောင်းလာဘာလို့ဆိုနေရောက်လေလက်လှတယ်အပြောတဲ့ချိုတဲ့အကြောင်းကို၄နှစ်လုံးကနွားဖြစ်ခဲ့တာလေငါဂျိုမပေါင်းအောင်တမဲပဲတကယ်ချင်းရင်ခခတကယ်ချင်းခခဟိုဦးငယ်ငယ်တွေကပေါင်းလာနေဒုက္ခဖြစ်တယ်ဆိုနေဘက်မှာဘယ်သူမှမရှိနေမွေးတယ်နေအမွေနေပို့တာနေနာမနေဘူးလေဟမ်နေအကျွေးတစ်ပြောင်းနေနေဆက်ပေးတယ်နေစားဦးရှိအလုံးရှိနေခိုင်းဘူးခေါ်နေတယ်ငါအဲ့မှာဘယ်သူပေးနေလဲနေတထေးလို့ဘယ်သူထားလဲအဲ့တော့တထေးလို့ထားလို့မခွေးလို့ပြန်ကြိုက်တထေးလို့ထားလို့လေခွေးလို့ပြန်ကြိုက်တာထေးလို့ထားလို့ခွေးလို့ပြန်ကြိုက်တာအဲ့ဒါကြည်တာအိုကြီးတာဘာလို့ဆိုတော့ဒီလိုလူမျိုးရှာမှာတနာတဲ့သူတွေအိမ်ခေါ်တင်ကြည့်လိုက်ချင်းထားလို့နေမပါဘူးဆိုရင်ကျမကြိုက်တယ်လို့ပြောအခုတော့မှလေကျမလီကိုအဖေဆိုပြီးလီးသွားဆော့တဲ့ကောင်မဟုတ်လားမလားသေချာကြည့်တာခိုင်းနေနေစားကြတယ်နေငါဘတော်မခွင့်မလို့ပြောမှာငါနေနောက်ဆုံးချိန်မေးတော့ဟိုနေနိုင်တယ်ငါခင်စားလာလေးနေရှိငါမှတက်သိမရှိလို့နော်ဟောပြီးငါပဲတန်တရားညာလို့နော်နေတနာပြောတယ်နော်တဖဲတွေပြောတယ်နော်ငါမတွေငါတူမတွေအကောင်ပြောတယ်ငါမယုံဘူးနေဘက်မှာငါနေဘာလို့ဆိုမပြောနဲ့ငါနေနေတက်သိမရှိဘူးဆိုပြီးတော့ခုတော့တက်သိပါအခုတက်သိဒါပြီးငါပြင်နေတယ်ငါဟိုတယ်ထိုင်နေတဲ့ပေါင်နေနေငါလင်ကိုချွဲနေပါလေနေငါလင်စရာပတ်စံနေပို့အုံခိုင်းနေဟာလေပြန်ပေးငါပြန်ပေးကိုသားနဲ့ပဲပြန်ပေးကိုသားဝဲတော့နောက်တိမထောက်ခွင့်ရလားအဲ့ဒီ message တွေမှာအေးဟောက်ပြီအဲ့ဒါဘယ်နဲ့ပြန်ပေးမပြောပြီးတော့ငါးစီကချီးလာတဲ့ပတ်စံနေရောဝေတော့ပြန်ပေးမှာနေရောက်လေကမာနေပြောတယ်ဘယ်လိုလဲငါယူမှာလူပြိုတများလင်မခိုးစားဘူးဆိုနေတများလင်လည်းမခိုးစားတငယ်ချင်းလင်ကမှနေခိုးစားတယ်လေဟမ်တကယ်ချင်းရင်ခါလို့နေလောက်ရက်တယ်ဟမ်ဘလို့အောင်လာမျိုးလဲအဲ့ဒါနေမျက်နှာဖြောင်တိုက်ပြီးငါနာမနေတော့ဗာငါစီကနေကောက်ပြေဆောက်အောင်မယ်ဒါကနေပြောရသေးတယ်နေအကျွေးခုနနေအကျွေးခုနတောင်းဆက်ပေးအောင်ဟမ်ထိုင်နေအကျွေးခုနတောင်းဆက်ပေးအောင်နေပြောပြတဲ့အဲ့ဒါလားငါဆိုင်နေမရရငါခွဲထဲလိုက်ရတရားမှနေငင်းထိုင်ပြီးဖြစ်ရှင်ဟမ်နေပြောနေကျွေးခုနတောင်းဆက်ပေးအောင်အဲ့ဒါလားဟမ်လင်းတွေဝါရငါမှပါနေကောက်ပြေဆောက်အောင်မယ်ဟမ်ငါလင်းတွေဝါရငါစီကနေကောက်ပြေဆောက်အောင်မယ်အဲ့ဒါမှမသိငါတကယ်တော့ဂျိုထွက်တော့သူငါသိလားနေချောင်းတယ်လေနေရတဲ့ကဘောင်းစော်လည်းငါရှင်းလိုက်ရတာနေပလားလောက်ပုံငါညီမနေပေးချင်နေငါအစိုက်တကျူးနေတာတနေနေစီစားရဲဝန်ခံနေစားရဲဒီမေးကြနေငါစိုက်ရသိစားလေနေငါစိုက်ရသိစားဘို့ဒီချိုင်နေလာနေတော့ငါသမီးရဲ့မဟောက်လို့ဆိုနေဆိုဆွဲတာနေဆိုဆွဲတာမဟုတ်ဘူးနေရှင်းမောဒီလာတဲ့ချိုင်နေဘာလို့မရှင်းအခုလည်းမရှင်းနဲ့လေအခုဆိုကိုဆိုပါကဆွဲဖြဲချင်တာဟောလောက်ရှင်းနေပြီခါခါဟောအတူပါလာပြင်းပြနာလုံးဝဟောမသိရင်တကယ်နာပြတကယ်ဟာပဲညာဘလို့နေလောက်ရဲတယ်ငါမမဲချိုင်နေခွေးလောက်ဆောင်ငါနေပဲတိုင်းခွေးလောက်မှာshare ပါမယ်နော် share ပါမယ်ပြီးကေပေးလာတောင်းကေပေးမယ်ဘာလို့ဆိုတော့ဒီလိုဟာကိုရှောင်းနိုင်အောင်တွေးတ냐နေရမှာရှောင်းနော်တွေးတ냐နေရမှာရှောင်း
啊，就为了漂亮，赶紧买。你追了俺噻，你又来俺也要手俺叫嘛？你给改那空了，俺叫你改呀嘞？你也现在你改哪啦？你早点现在你改哪啦？你那俺那里啥呀？没那米瓜了，不话了没那米瓜。啊，你俺见你啥？俺家好了。အဲ့ဒါနဲ့နေအဲ့ဒီအယိုးတွေကြိုက်ရတယ်နောက်ကမှလောင်နေတယ်ပေါ့နေဒီကိုနေတိုက်ဖြူစင်လှယူอ่ะဟမ်ကြောင်သူတော်မှာပတ်စံခိုးရအားမရလို့နေမှာခိုးတာပေါ့ဟုတ်လား ငါသမီးကိုနေရာဆဲတယ်ပေါ့ ဟမ်ပတ်စံနေခိုးရအားမရသေးဘူး ငါသမီးနေဆဲ နေရေးညောလာပတ်စံနေခိုးပတ်စံနေလာလို့နေပြေးလိုက်ရတယ်မလားငါခုလို့တယ်လေ ဘာလို့ငါလဲငါသမီးဘာလဲစနေဆဲတယ်ဘာကိစ္စနေဆဲငါသမီးကို share ပါနော် share သွား PK ပေးလာတာပေးမယ်ဒီလိုကောင်မမျိုးရှာမှာရ ငါမမေးငါသမီး ငါလေအံ့အော်လို့မဆောဘူးပြောမှာ နေရကိုနေလက်ဟောင်းနေ ငါတို့တကယ်ချင်းနေမှာရှိလားနေမွေးတယ်နေမိပါနေမောင်မနေကိုတော်နေရောဘာများခုညီဘူးလဲနေ ကဲနော်ကျွန်တော်တို့ပြောပါများမြင်တဲ့အတိုင်းပါမယ်နော်ပြောတော့သူကတော့ပြောတော့ပြီပေါ့နော်ခံတဲ့သူကလည်းခံတော့ပြီဒီလိုကိစ္စတွေပေါ့နော်ဒါအရန်ကိုကျွန်တော်တို့ထင်းချုပ်ရတဲ့ခက်တဲ့အရာလေးတွေပတ်သက်လာပြီဆိုလေဒီလိုနော်အောက်ဆက်တွေအကြောင်းမှာနောက်မှာအကြောင်းတွေပြဿနာတွေနော်ဒီလိုမျိုးရှိကြတယ်ဟာအကြောင်းနော်ကိုတသက်လုံးယုံကြည်ခဲ့တဲ့ယောက်ျားလေးနော်ကိုတင်နော်ကိုကေတင်ခဲ့တဲ့ကိုအရှိဆုံးတငယ်ချင်းကပေါ့နော်လောက်ရတာညီမကိုကိုရှင်းစားတယ်လက်ယောက်ျားကတည်တာလက်တရားလောက်ပဲရှိသေးတာနော်အခုမှလည်းနဲ့နော်ဇလန်ကိုတီးတော့လောက်ခံစားရမလဲဆိုတဲ့မျှဝေလာတဲ့ဗီဒီယိုလေးတစ်ပုဒ်ပါနော်အပြစ်ပြောတဲ့လူကတော့ပြောပြီးဆေးပြီးဆိုပြီးခံရလူရတော့ခံနေရဘူးနော်ခံတော့ရပြီပေါ့အဲ့ဒါကြောင့်ဒီလိုဗီဒီယိုလေးအပေါ်မှာပေါ့နော်ကျွန်တော်ရေးပြပါများဘယ်လိုမက်ရှာပေးရှင်တယ်လေမက်ရှာပေးတော့လို့ရပါတယ်ဆိုတော့ဒီလိုပြဿနာတွေကပေါ့နော်ခဏ online social media မှာတွေ့ရတာပေါ့နော်အဲ့ဒါကြောင့်ဒီကိစ္စတွေကဘယ်လိုဖြစ်လာနိုင်တယ်လေဆိုတော့တယောက်အခက်တယောက်မှာပေါ့နော်အဲ့လိုမျိုးအကူရမင်းခွေရမရှိတဲ့အခါမှာလေးပဲအဲ့လိုမင်းခွေရကိုရှာပြီးတော့လေဖြစ်လာနိုင်တဲ့တွေပေါ့နော်နောက်တစ်ခါနှိမ့်ဆက်မှုပေါ့နော်ဒီကိစ္စတွေကနှိမ့်ဆက်မှုပေါ်မှာလေးပဲဒီလိုပေါ့နော်လုပ်ငန်းနော်ကြိုက်ဖော်အဲ့လိုမျိုးအနှိမ့်ကက်နေတဲ့အပေါ်မှာပေါ့နှိမ့်ကက်မှုမှာလေးပဲဖြစ်လာနိုင်တယ်နောက်တစ်ခါအဲ့လိုငွေရှင်းလိုပါလို့ပေါ့နော်အဲ့လိုနှိမ့်ဆက်မှုတွေပေါ့နော်ဒီလိုနှိမ့်ဆက်မှုပေါ်မှာလည်းဒီကိစ္စတွေကနော်ဖောက်ပြန်နိုင်တဲ့အရာလေးဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီကိစ္စတွေကိုမဖြစ်အောင်ပေါ့နော်ကြိုပြီးတော့မဖြစ်ခင်ပေါ့နော်တတိတွေရှိဖို့အတိတွေရှိဖို့လိုပါတယ်ဒီကိစ္စကိုမထင်းချုံနိုင်ဘူးဆိုလို့ရှိရင်နောက်ဆက်တွဲတွေပေါ့နော်တယောက်ပေါ်တယောက်လင်ကိုကိုမိမကိုပေါ့နော်သူများရဲ့ယောက်ျားနောက်တစ်ခါကိုရဲ့ယောက်ျားကိုသူရဲ့မိမအဲ့လိုမျိုးပေါ့နော်လှည့်ဖျားပြီးတော့တန်ရုံးစိန်တွေမျှက်တဲ့နော်ယူနိုင်ကြတယ်ပေါ့နော်တယောက်ပေါ်တယောက်အဲ့လိုမျိုးဒီကိစ္စနဲ့ပတ်သက်ပြီးတော့တယောက်ပေါ်တယောက်နော်လိမ်လည်မှုတွေပေါ့နော်လိုချင်တဲ့ရာဂဆန္ဒတွေပေါ့ဒီလိုမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မဖြစ်ခင်ထိဖို့လိုပါတယ်မဖြစ်ခင်အသေးတတိရှိဖို့လိုပါတယ်လို့ကျွန်တော်ဒီ TikTok ဖန်တွေကျူးရှင်တွေကနေပြီးတော့အနည်းငယ်မျှဝေပေးလိုက်ရပါတယ်ဗျာဒီကိစ္စတွေကတော့ကျွန်တော်တို့ဘာမှလည်းမပြောလိုပါဘူးကိုတိုင်းနော် control ကာကွယ်မှုရေးပြုလုပ်မှာဖြစ်ပါတယ်ကိုတိုင်းမကာကွယ်ဘူးဆိုလို့ရှိရင်ဒီလိုကိစ္စများတွေကဖြစ်လာနိုင်ပါတယ်ဗျာလို့ကျွန်တော်ဒီ TikTok ဖန်တွေကျူးရှင်တွေကနေငယ်မျှဝေပေးလိုက်ရပါတယ်ကဲနောက်အသေးစမ်းနောက်လာမယ့်ဗီဒီယိုများမှာလည်းပြန်လည်ဆုံစေဖို့ကျွန်တော်ရဲ့ viewer များကိုဖိတ်ခေါ်လိုက်ရပါတယ်အားလုံးကြက်မှချမ်းသာကြပါစေဗျာ